မင်းကအကောင်လေးနည်းနည်းကြီးလာတော့ခြေရရင်တိုင်းမှုအတွက်2021ဗမာအခက်တိုင်းရင်းသားအတက်ဆိုပြီးတော့မင်းတို့ဝါရမှန်းနေတိုက်တာငါတို့သိတယ်အစိုးဆုံးကဘာလဲသိလားကျွန်တော်တို့ပြည်တော်စုမြန်မာနိုင်ငံတော်ကြီးကတိုင်းရင်းသားတွေနဲ့ဖွဲ့စည်းတည်ဆောက်ထားတာဖြစ်တဲ့အတွက်နော်တိုင်းနဲ့ပြည်နယ်ဆိုပြီးတော့ခွဲခြားခဲ့တယ်နော်တောင်တန်းဒေသကိုပြည်နယ်လို့သတ်မှတ်ပြီးတော့မြေပြန့်ဒေသကိုတိုင်းလို့သတ်မှတ်ခဲ့တယ်နော်ဥပမာရှမ်းပြည်နယ်ကချင်ပြည်နယ်ကရင်ပြည်နယ်တို့ကိုနော်တိုင်းရင်းသားတွေကိုပေးတဲ့အချိန်တုန်းကမင်းတို့တိုင်းရင်းသားတွေမျက်စိတင်ငယ်နားတင်ငယ်နဲ့ဘာမှမသိပဲမဲ့တောင်ရခုတ်တောလိုက်ဖို့ပဲသိတဲ့အတွက်မင်းတို့အရန်မုန်းနေတဲ့နော်စစ်အာဏာရှင်ကဟုတ်ပြီလားမင်းတို့မျက်စိနာပွင့်ပါစီတော့ဆိုပြီးတော့နော်ဖះเจ้าတွေစောက်ပေးတယ်နော်ဆေးရုံတွေစောက်ပေးတယ်ဖုံးเจ้าတွေစောက်ပေးတယ်စာတင်เจ้าတွေစောက်ပေးတယ်နော်လန်တရာတွေစောက်လို့ပေးခဲ့တာပါနော်မင်းတို့တိုင်းရင်းသားလက်နက်ကန်တွေစောက်လို့ပေးတာမဟုတ်ဘူးရှင်းပြီလားဘာလဲမင်းကအကောင်လေးနည်းနည်းကြီးလာတော့ခြေရရင်တိုင်းမှုအတွက်2021ဗမာအခက်တိုင်းရင်းသားအတက်ဆိုပြီးတော့မင်းတို့ဝါရမှန်းနေတိုက်တာငါတို့သိတယ်အစိုးဆုံးကဘာလဲသိလားမြန်မာဖုံးရင်းဆိုလို့ရှိရင်မင်းတို့ကစွန်မလောင်းချင်တာနဲ့မြန်မာဖုံးရင်းဆိုလို့ရှိရင်မင်းတို့ကစွန်မကတ်ချင်မှုဆိုပြီးတော့ငါတို့ဘာသာရေးကိုစော်ကားတာလဲမင်းတို့များတယ်နော်ဒီပြီးလို့ရှိရင်မြန်မာလူမျိုးဆိုရင်မင်းတို့ဈေးမယောင်းချင်ဘူးမြန်မာလူမျိုးဆိုရင်အရန်မုံမာတယ်ဆိုတော့တိုင်းရင်းသားတွေကိုမင်းတို့သိအောင်ငါပြောပြမင်းတို့အရန်မုံတဲ့စစ်အာဏာရှင်မင်းတို့အရန်မုံတဲ့ငါတို့ဗမာလူမျိုးတွေအများဆုံးနေထိုင်တဲ့ရန်ကုန်တိုင်းပဲခူးတိုင်းနော်မန္တလေးတိုင်းစကိုင်းတိုင်းထဲမှာလေမင်းတို့တိုင်းရင်းသားတွေအများကြီးရှိတယ်ရှင်းလားငါတို့စစ်အာဏာရှင်နဲ့မင်းတို့လက်ညှိုးလေးနဲ့တော့မထီဘူးရှင်းလားငါတို့မြန်မာလူမျိုးတွေကလည်းမင်းတို့တိုင်းရင်းသားတွေကိုလေကြောသားရင်သားမခွဲခြားပဲမဲ့ညီကိုမောင်နှမတွေလိုချစ်ပေးတဲ့မျက်နှာကိုမှမထောက်မင်းတို့တွေဆက်ပြီးတော့လူမျိုးရေးခွဲခြားနေမယ်ဆိုရင်ငါတို့မြန်မာလူမျိုးတွေကိုလူမျိုးကိုချစ်လာတဲ့အချိန်ကြရင်မင်းတို့တွေဒူးထောက်တောင်းမှန်လဲမရဘူးဆိုတာမင်းတို့မှတ်လားသိလားနော်မြန်မာဆိုတာဘာလဲမင်းတို့သိလားမလို့ရင်မလို့ဘူးလို့ရင်ပြက်တယ်မဘွေးလို့လူမျိုးနော်မင်းတို့မယုံရင်တမိုင်းကိုလန့်ကြည့်တယောက်ကအမြင်မတူတာဖြစ်တဲ့အတွက်ညီမအနေနဲ့ဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့အထွေထူးရရှင်မလုပ်တော့ပါဘူးဒါပေမဲ့ပေါ့နော်ညီမအနေနဲ့ဒီဗီဒီယိုလေးကိုကြည့်ပြီးတခုပြောချင်တာကတော့ညီမတို့တွေတိုင်းရင်းသားတွေနဲ့ပေါ့နော်ဗမာလူမျိုးတွေပေါ့နော်မြည်ပြန့်တဲ့တောင်ပေါ်ဒေသတွေကိုအခုလူမျိုးမတည့်တာကညီမတို့တွေပေါ့နော်အင်္ဂလိပ်အုပ်ချုပ်ခဲ့တယ်ပေါ့နော်ဗြိတိရှလက်အောက်မှာတာရောက်ခဲ့စဉ်တော့ကဗြိတိရှတွေရဲ့အုပ်ချုပ်ပုံအုပ်ချုပ်နည်းကြောင့်ညီမတို့အခုလူမျိုးမတည့်ဖြစ်သွားကြလို့ညီမအနေနဲ့ထင်ပါတယ်ရှင်ဗြိတိရှအင်္ဂလိပ်တွေကညီမတို့မြန်မာနိုင်ငံကိုတောင်ပေါ်နဲ့မြည်ပြန့်ကိုတွဲခွဲပြီးအုပ်ချုပ်တဲ့အတွက်ပေါ့နော်အခုလိုမျိုးသူတို့တွေအုပ်ချုပ်သွားတာအောင်မြင်တယ်လို့ပြောရမလားမသိဘူးသူတို့တွေမြန်မာနိုင်ငံကိုမအုပ်ချုပ်တော့ပေမဲ့တောင်ပေါ်ဒေသတွေနဲ့ညီမတို့မြေပြန့်တွေကမတည့်ကြတာများတယ်ပေါ့နော်ညီမတို့တွေဒီနေရာမှာပေါ့နော်ညီမကဗမာလူမျိုးမလို့တိုင်းရင်းသားတွေကိုမကောင်းပြောရလားဆိုရင်တော့မဟုတ်ပါဘူးဒါပေမဲ့ပေါ့နော်ညီမတို့ဗမာတွေတော်တော်များများကတော့100မှာ90လောက်ကတော့တိုင်းရင်းသားတွေကိုချစ်ကြပါတယ်ဒါပေမဲ့တိုင်းရင်းသားတွေကတော်တော်များများကပေါ့နော်ညီမတို့ဗမာတွေကိုသိပ်ပြီးမကြည့်ကြဘူးညီမတို့ကတော့ပေါ့နော်ညီမတို့တွေကတော့ဘာမှသွားမလုပ်ပေမဲ့ပေါ့နော်တချို့တော့သူတို့အပေါ်ကိုဖိနှိပ်ချုပ်ချယ်တဲ့လူတွေရှိတဲ့အတွက်ကြောင့်အခုလိုမျိုးမုန်းနေကြလို့လည်းထင်ပါတယ်ဒါကြောင့်ညီမအနေနဲ့ပေါ့နော်တယောက်နဲ့တယောက်ကအမြင်မတူတာဖြစ်တဲ့အတွက်တိုင်းသားတွေကိုပြောချင်တာကတော့ပေါ့နော်ကိုယ့်ကိုဖိနှိပ်ချုပ်ချယ်တဲ့လူကိုမုန်းလို့တော့ရပါတယ်ဒါပေမဲ့အကုန်လုံးကိုရောပြီးတော့မချပါနဲ့လို့ပဲညီမအနေနဲ့ပြောချင်ပါတယ်ရှင်အကုန်လုံးဗမာလူမျိုးတိုင်းကလည်းအကျင့်ပုံနေတဲ့လူတိုင်းမဟုတ်လို့တိုင်းသားလူမျိုးတိုင်းကလည်းအကျင့်မကောင်းတဲ့လူတွေမဟုတ်ပါဘူးအကုန်လုံးစီစီလုံးလုံးရှိရဆိုတော့ညီမတို့မြန်မာနိုင်ငံကြီးပို့ပြီးတော့တိုးတက်တာပေါ့ရှင်မြန်မာနိုင်ငံမှာတိုင်းသား135မျိုးရှိရတဲ့အတွက်ဒီ135မျိုးလုံးကပေါင်းစည်းမှတာမြန်မာနိုင်ငံဆိုတာကြီးဖြစ်လာတာပါညီမတို့ဗမာလူမျိုးတွေအကြောင်းပဲမြန်မာနိုင်ငံကြီးဖြစ်လာတာမဟုတ်တဲ့အတွက်ပေါ့နော်အခုလိုမျိုးလေးသိစေချင်ပါတယ်ရှင်ညီမရဲ့ဗီဒီယိုကိုကြည့်ရှုနေတဲ့လူချင်းမင်းတို့အနေနဲ့ရောဒီနေ့ညီမတင်ဆက်ထားတဲ့ဗီဒီယိုလေးနဲ့ပတ်သက်ပြီးလူချင်းမင်းတို့ရဲ့အမြင်လေးတွေကို comment မှာရေးပေးခဲ့ကြပါအောင်ရှင်အဆုံးထိကြည့်ရှုပေးကြလို့ကျေးဇူးအများကြီးတင်ပါတယ်ရှင်